ပါဘယ်လေရှေ့ဆက်သွားပါပဲလေငါတို့ကျလုံးနေရမောင်နဲ့မကျင်စားကြနေပြီ ကျွန်တော်လည်းမကောင်းဘူးကိုကြီးအဲ့ဒါကိုကြီးမနှမရှာလို့ပြောတယ် မင်းစကားပဲနဲ့ငေါ့ခိုင်းတာ ညာရေးချိန်မှာဘာလာလောက်တာလဲမီးပြက်နေတော့ခိုးကြောင်ခိုးဝဲဝင်လာဆိုတော့သွေးရိုးသားရောမဟုတ်မင်းတို့တခိုးတွေမဟုတ် မကျွန်တော်တို့ကဧည့်သည်တွေပါဗျာဟိုကျွန်တော်တို့ဒီရွာကိုလာလဲဧည့်သည်တွေပါဟိုဒီမှာညအိမ်မှာမို့လို့လေအဲ့ဒါဟိုဧည့်စင်းလာတိုင်တာဧည့်စင်း ရဒီတိုင်ဒီမှာတိုင်ရမှာမဟုတ်ဘူးရုံးကဟိုဘက်မှာဟုတ်တယ်ဒီတွေစီးဝေးလုံနေတဲ့နေရာ ဟိုအစည်းဝေးလုပ်တယ်လေမောင်ကြီးပဲ ဟဲ့စီဝေးလုံနေတော့မီးပြက်သွားတော့ကွာပြက်သွားတော့ ဒီလာရ တော့နေမှမသိဘူးတော့မသိကဲလာကျတို့အစီဝေးလေးပြန်စားလိုက်နော် ကိုင်းတတ်သမောင် ဟုတ်ကဲ့ ဟိုက် သဘောတာလေလို့ တူတယ်နေကဘာလို့တူရလဲဟမ် ကဲဆိုသားတော်ကြီးဘာတိကျင်တာလဲဘာကိစ္စလဲ သူကဘွားဟောင်းကသူ့အနွယ်တွေဒီမှာရှိတယ်အဲသူ့အနွယ်တွေရည်စူးပြီးတော့ तू ကအမျှတန်းပေးဝေချင်တာအနွယ်တွေဘလို့ဆက်သွယ်ရမလဲဘလို့ခေါ်မလဲ तू မသိလို့အဲ့လာမေးတယ် ကွာတော့ဆက်ကွာတော့ ဩရော သားတော်ကြီးကြီးရတာမဲတော့နောက်နေတယ်လို့ပဲ နောက်နေတာနေ တော်ပြီမပြောတော့ဘူး ဟဲ့အော်မလားတက်ဆန်းကြီး Bitte nimm mich mit, bitte nimm mich mit. Ich bin so müde, ich kann nicht mehr laufen. Nimm mich mit, nimm mich doch einfach nur mit. Bitte. Hey you Hey you Ja. Hey you Ja. Hey you You take a look Ja, genau. Ja, richtig. Ja, ist okay. Ist okay. It's okay Okay ပြောတယ်နားလေလို့ အာနားလေတာဗောလေးမောင်ကလေအရင် နေပြောတယ်နားလေလို့ အာနားလေတာဗောလေးမောင်ကလေအရင်လွယ်တာလी ပတ်စံနေတော့ရလိုက်ပြီ နှစ်တောင်းရလိုက်ပြီ ငါ့ကိုလည်းတစ်ခွက်လောက်တိုက်ပါလားပြီးရင်လည်းငါပဲအကုန်လုံးရှင်းရမယ်ဟုတ်တာဟုတ်တယ်ပေါ့ဟုတ်တိုက် နမင်း ဟိုတစ်ခွက်လောက်တိုက်ပါဟာနေရလေ ခဏနေအောင်ရေးတိုင်းပဲတစ်စက်မှမချို့ဘူးနည်းနည်းလိုအပ်ချက်ရှိနေသေးတယ်နေဦးမကြိုက်သေးဘူးသွား မကောင်းမြောက် ကောင်းအေး မကောင်းငါတော့ထားပေးမယ်ငါတော့ထားပေးမယ် မဆန်းနဲ့တော့ငါဆန်းလာအောင် ငါလည်းဆမ်းပြသေး ကောင်းတယ် ငါလည်းနည်းနည်းဆမ်းပြသေးဟမ်ဆမ်းပြသေး ကောင်းတယ်စမ်းစရာမလိုတော့ဘူးစမ်းစရာမလိုတော့သူရဲကောင်းကြီးကကောင်းတယ်ဆိုကောင်းတယ်ပဲ အေးကိုတောင်းမပြောနဲ့ကိုတောင်းကျွန်တော်သိတယ်အကျွေးတောင်းမလို့မလားကိုတောင်းသိပါတယ်ကျွန်တော်ဘယ်တော့ခဏပြတ်ဘူးလို့လဲမတီတာပဲရှိရတော့တခါတလေ ကိုကြီး my brother လူရတာဘာမှမဟုတ်တာဗျာအကျွေးတွေကကဘာပတ်တယ် မကျန်ဒါပါ ဝှစုပ်ကြီးလေ အဲ့ဒါပဲမတန်ဖိုးနားမလဲကောင်းနေတယ်ငါညီကိုတော့ကတော့ရှက်တယ်ကွာဒီမှာစက်ဘာဆိုတာရှင်းဟောင်းကျရနာတိုက်နေဘူးကွာမင်းသိလား အဲ့ဆိုလေစိုးစိုးစီးစီးရှာလေဗျာဘာဖြစ်လို့အကျွေးရှင်တွေဖုန်းဆက်တော့အိမ်မှာထိုင်ပြီးရှောက်နေရလဲပြော